ဒီကဘာမြေတစ်ခွင်မှာအရာရာပြောင်းလဲနေတာတဘာဝကြတဲ့အကြောင်းအရာလွန်ဆန်းခြင်းလို့မရလူတွေဆိုဒီမှာအောင်မြင်ခြင်းကိုအနာရောက်လာမယ်အန္တရာယ်များဒုက္ခများတဲ့ဘသူစာနာလို့လေဟိုးဝေးအခန်းလေးတစ်ခုမှာအမေတို့တယောက်တည်းငေးကြည့်နေတယ်နေဝင်ချိန်အမောင်ရံတွေအညို့တကြီးလာတယ်မရှိဘူးလောကကြီးမှာထော်ရမြဲတဲ့သစ္စာလူတွေဆိုဒီမှာတာယာကိုပြေးကြတာပဲနှုတ်ဖြာပြောတဲ့စကားများယုံကြည်လို့မရတနေ့ဟိုးဝေးအချင်းငန်းလေးမှာအမေအိုမင်းလို့ရင်ရောခဲ့မရှိတာဒီတန်ရခီချန်တဲ့ချိုးဖြတ်သွားချိုးတင်ငါမသိနိုင်မနာကတဲ့မှာမေစုတောင်းပြနိုင်ပါမလားအမကင်းနေမရှိတဲ့တော့ကပါဒီတန်ရခီချန်တဲ့ချိုးဖြတ်သွားချိုးတင်ငါမသိနိုင်မမရှိဘူးလောကကြီးမှာထော်ရမြဲတဲ့သစ္စာလူတွေဆိုဒီမှာတာယာစီပြေးကြတာပဲအန္တရာယ်များဒုက္ခများတဲ့ဘသူစာနာလို့လေတနေ့ဟိုးဝေးအချင်းငန်းလေးမှာအမေအိုမင်းလို့ရင်ရောခဲ့